ဒါအေရွန်ကပေါ့နော်ဒီ9နာရီကနေစပြီးတော့ဒါဒီမုံအစိုးရမှန်သမျှပေါ့နော်ဒီ 50% discount ကြတယ်အဲ့ချိန်မှာတက်တိုက်ဆိုင်ပဲ9နာရီတောင်းဆိုရကွက်တီမှာအေရွန်အပေါဝါကိုရောက်သွားတော့ကြော်ညာနဲ့တွေ့ရောဟော်တာလေးတွေခိုင်းဆိုလို့ရှိရင်ဒါ9000လောက်ဖြစ်မှာပေါ့နော်အခုချိန်မှာ1000ပေးတယ်9500 recharge ပြန်ပါတယ်အဲ့တော့4500လဲနဲ့ဒီမုံလေးမျိုးတောင်မှစားရမှာပါကဲစားကြည့်ကြည့်မယ်နော်အားရပါစားကြည့်အောင်ဘာဂါကြီးရောနော်ကဲကြည့်ဒါပေါ့နော်ဒီပေါ့နော်ထားလိုက်ပါတော့ဒါပေါ့နော်ဘာတွေပါလဲကြည့်ကြည့်အောင်ဒါစက်သားကြီးဘာကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းစားလို့တော့ဖြစ်ပါတယ်ဟိုဟာလေ CB ကြက်ပြားပါတယ်ခရမ်းချင်သီးပါတယ် cucumber ပါတယ် mayonnaise ပါတယ် salad ပါတယ်ဆိုပါဒါလည်းမုံလုံးရေပေါ်ဆိုရမ်းကြိုက်တယ်အဲ့မချင်းမှုတော့စားကောင်းနေတော့ကောင်းတယ်ကောင်းကောင်းတယ်papaya melonကောင်းတယ်အဲ့မစိုးပါဘူးအဲ့အားလုံးမင်းငေါစားမယ်delicious mala aloo